Forest Trader တယောက်အနေနဲ့မဖြစ်မနေသိထားရမယ်အချက်တစ်ချက်ကိုကျွန်တော် sharing လုပ်ပေးမှာဖြစ်ပါတယ်။ဆိုတော့ဒီအချက်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ sustain ဖြစ်ပါတယ်။အဲ့တော့လုပ်ငန်းတစ်ခုဆိုတာက sustain နဲ့လေပတ်နေတာကပို့ပြီးတော့တက်ရက်တဲ့သဘာဝကြ emotion တွေပါလာပြီဆိုလို့ရှိရင်အဲ့ဒီလုပ်ငန်းခွင်ပြီးပြဿနာတွေကြုံလာတတ်တယ်။ဆိုတော့ကျွန်တော်တို့ Forest Trading မှာလည်းအဲ့ဒီတိုင်းပဲ Trader တယောက်က Forest Market နဲ့ကိုယ်နဲ့ကြားမှာဘာ emotion မှမပါဘဲနဲ့ sustain အတိုင်းဒီဆက်ဆံနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ Trader တွေအတွက် profit တိတိတတ်တာကိုရရှိလာမှာဖြစ်တယ်လို့ Forex Market နဲ့ကိုယ်နဲ့ဂျာကဆက်ဆံရေးဟာ emotion တွေပါလာမယ်ဆိုလို့ရှိရင်FOMO တွေဝင်လာမယ် fear တွေဝင်လာမယ် greed တွေဝင်လာမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ trade တွေက lot ဖြစ်ဖို့ရာခိုင်နှုန်းပိုပြီးတော့များပါတယ်ဒါကြောင့်မလို့ profit ရတဲ့ trader တယောက်ဖြစ်ရှင်တယ် professional trader level ကိုလေးသွားရှင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ sustain တစ်ခုတိဆောက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ report စက်ရောက်တစ်ခုဆိုလို့ရှိရင်အဲ့ဒီ report စက်ရောက်မှာ emotion တွေမပါတဲ့အတွက်ကြောင့်မလို့အဲ့ဒီ report စက်ရောက်ထဲမှာရေးဆွဲထားတဲ့ program အတိုင်းစက်ရောက်ကကျွန်တော်တို့ကိုတုံ့ပြန်မှာဖြစ်တယ်လို့သူရဲ့လောက်ဆောင်ချက်တွေအားလုံးကလည်းအဲ့ဒီ program အတွင်းထဲမှာပဲအလုပ်လုပ်မှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့လည်း market ကိုရှင်းကပ်တဲ့အခါမှာကျွန်တော်တို့မှာတိဆောက်ထားတဲ့ system တစ်ခုရှိတဲ့အတွက်ကြောင့်မလို့ market ကို emotion တွေနဲ့မတုံ့ပြန်တော့ဘူး emotion တွေနဲ့မကြည့်တော့ဘူးဒါကြောင့်မလို့ trader ကောင်းတစ်ယောက်ဖြစ်ရှင်နေဆိုလို့ရှိရင် market ကို system နဲ့ပဲအလုပ်လုပ်ဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်